ကျွန်တော်တို့အိမ်မှာသုံးနေတဲ့ circuit breaker တွေကတကယ်ပဲကျွန်တော်တို့အသက်အန္တရာယ်ကိုကာကွယ်ပေးနိုင်တာလားဘယ်လိုအမျိုးအစားတွေကမှဓာတ်လိုက်ရင်ဖျက်ချပေးနိုင်တာလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်ရအောင်ဒီအမျိုးအစားကတော့အိမ်တိုင်းမှာအသုံးများတဲ့ MCB ပါသူကဓာတ်လိုက်တာကိုကာကွယ်မပေးနိုင်ပါဘူးသူ့ရဲ့တာဝန်က overload နဲ့ short circuit ကိုပဲဖျက်တောက်ပေးနိုင်တာပါ overload ဆိုတာကအိမ်မှာ aircon ရေနွေးအိုးနဲ့ထမင်းပေါင်းအိုးတွေကိုတပြိုင်နက်တည်းသုံးလို့မီးအားဝင်ပြီးအန္တရာယ်ရှိလာနိုင်တဲ့အခါဖျက်ချပေးတာပါshort circuit ကတော့ line နဲ့ neutral ဝိုင်ယာကြိုးနှစ်ခုဓာတ်ရိုက်ထိမိသွားတဲ့အချိန်မှာလျှက်စိတ်ပစ္စည်းတွေကိုမလောင်အောင်ကာကွယ်ပေးတာဖြစ်ပါတယ်။ဒါဆိုအသက်အန္တရာယ်ကိုကာကွယ်ဖို့ကျွန်တော်တို့ဘယ်လို breaker မျိုးကိုသုံးသင့်လဲ။တကယ်တမ်းကျွန်တော်တို့အသက်အန္တရာယ်ကိုကာကွယ်ပေးနိုင်တာကတော့ RCCB နဲ့ ESCB အမျိုးအစားတွေပါ။သူတို့ကဓာတ်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းမီးဖြတ်ချပေးနိုင်တာဖြစ်ပါတယ်။တကယ်တော့ဒီနှစ်ခုလုံးရဲ့အလုပ်ကိုတစ်လုံးနဲ့လုပ်ပေးနိုင်တဲ့ RCBO ဆိုတာရှိပေမဲ့ဈေးကွက်ထဲမှာဝယ်ရခက်တယ်လို့ဈေးနှုန်းကလည်းတော်တော်လေးမြင့်ပါတယ်။ဒါကြောင့်အိမ်အများစုမှာဈေးနှုန်းသင့်တဲ့ MCB ကိုပဲအသုံးများကြတာပါ။ဒါပေမဲ့အမြဲတမ်းထားရမှာက MCB ဟာတင့်အသက်ကိုဓာတ်လိုက်မှုကနေကာကွယ်မပေးနိုင်ဘူးဆိုတာပါပဲ